မင်္ဂလာပါဗျဝမ်းပြာပကြီးတွေနဲ့ရှမ်းဌာနီကတောင်ကြီးမြို့တောင်ကြီးနာမအစသည်ဘအိုးအမီဒုံတောင်ဒီဒုံတောင်ဒီဟေ့ဒုံတောင်ဒီဒီလုံးလူဖိုင်အပြိုင်ွဲယူရတလေးမိုးခေါ်ပွဲဟေ့မိုးခေါ်ပွဲတောင်ကြီးပွဲတော်လာတဲ့ဆောင်ဆောင်းရအခါနွဲရအောင်သွားရအောင်ဟေ့သွားရအောင်ရခွင်းတီးမီထူလိုက်မီရှမ်းအိုးဒီဟေ့ရှမ်းအိုးဒီတောင်ကြီးသားတောင်ကြီးသူခန့်လို့ချောလို့ရအောင်ယူဟေ့ရအောင်ယူဟုတ်ပါတယ်မူလအစပထမပိုးရွာကလေးအမိကဒုံတောင်တီးတဲ့ရှမ်းအမိ20တဲ့20ဆိုတာတဲပင်ကတဲပင်လေးပေါက်ရရွာဘုံမောင်ခဲ့အထိတဲအိမ်နဲ့ပိုးရွာကလေးပဲကြည်သေးတယ်ဒီရွာကလေးဟာတနေ့မြို့တော်ကြီးဖြစ်လာမယ်လို့သူကိုယ်တိုင်တောင်တွေးမထားဘူးဖြစ်ချင်တော့မြန်မာနှစ်1953ခုနှစ်ကိုလိုနီခေတ်1890ပြည့်နှစ်လောက်ညောင်ရွှေနယ်မိုင်းတော့ဗြိတိရှရုံးလို့ရုံးထိုင်တက်ဆွဲရမ်းမာရေးစစ်ရေးသွားလာရခတ်ခဲတော့ဟောယခုမြို့အရှိတ်တောင်တန်းတွေအထက်မိရဲတထုံဝင်ရပိုးရွာကလေးတွေမှာရွှေပြောင်းရုံးထိုင်တယ်ဝင်ရဆိုတာပိုးဘာသာမြို့ဟောင်းရွာပေါ့ဒီနေ့လေကြာရောတောင်ကြီးလို့ခေါ်တဲ့ရွာလေးရှိတာပြောင်းတာဒီကံက၄ကံအင်းကတအင်းအလွန်သားရဝင်းပြင်းကညီညာပြုတ်ပြင်ကဆယ်ဖို့တောင်ကြီးမျိုးလို့တည်တယ်အင်္ဂလိပ်အရာရှိဟဲဒီရီယန်ကိုဂုံပြုဟဲဒီရီယန်မျိုးလို့ခေါ်ရခက်ခဲကန့်တောင်ကြီးမှာတောင်ကြီးအမိဆွဲသွားမြို့ရှိဘက်မှာလဲတောင်ချွန်းကြီးရှိလို့တောင်ကြီးတဲ့တောင်ချွန်းပေါ်မှာမရောက်ဘူးရင်တောင်ကြီးမရောက်ဘူးရဲ့တရားလဲခုယူလွန်လိုက်တာတော်ဘခေကိုလိုနီခေကဘာခေဘုံတန်လက်ပြန်ကျောင်းတွေအဆောက်အဦတွေနဲ့မြို့တခုမျိုးမသေးဆိုတာအရင်ကဦးကြီးခန်းတော်ရွာပေါ့တနေ့တကြအကွက်ချလက်ရက်လှပတဲ့မြို့တန်ရုံမတောင်တန်းဒီဘောကခေါင်းညနှင်းကြအေးညလာတဲ့မြို့တကာမြို့တွေထဲမှာအတန်ရှင်းဆုံးအသက်ရဆုံးမြို့ဒီဘုံကြံနဲ့လူခိုင်သူ့တိုင်ဆင်ရွဲကြတဲ့မြို့အတင်းအဖွဲတင်းစိတ်တဲ့ရတန်ကြီးနေတဲ့မြို့ကဘာလဲခီးသွားသိဝင်စားကြတဲ့မြို့စိမ်မနဲ့ဆယ်ရီဘဲပကြီးရေးမမီတဲ့မြို့တိုးဦးနဲ့ပူပူနင်းနှစ်သက်ရနဲ့တွဲဖက်မနဲ့စောစောဝေးထက်ကြတဲ့မြို့ဗမာပလောင်ရှမ်းပိုးအင်္ဂါဓနုတောင်မြို့ရင်းချဗမာဆွေမျိုးရှင်တွဲနေကြတဲ့မြို့တရုတ်နဲ့အိန္ဒိယမတူတစ်မျိုးတစ်ဖုံလူမျိုးစုံနားလည်ပေးထားကြတဲ့မြို့တေးရီတေးဆိုနိုင်ငံကျော်အဆိုတော်တွေထွက်ပြေးတဲ့မြို့စာပေကြပြရေးဆရာတွေနဲ့ဝိထုတ်ပေးရမြို့ဆောင်းနှင်းမြူဆိုင်ရှမ်းရိုးမတောင်တန်းချယ်ရီပန်းဒတိုင်းတွေနဲ့မြို့အရှိဘက်ငကားတောင်တန်းပေါ်မှာရွှေဖုံးပင်လဲကူတောင်ပေါ်ဖြူပိုက်ကြီးနဲ့မြို့အကြီးဆုံးမုံတော်ဝကူနဲ့မင်္ဂလာကူဗရမ ्या ကူညာသိန်းတောင်ဖရာငကားကြီးအတွက်ရွှေမုတ်ထောနဲ့ရွှေချမ်းသာဖရာဖူးအောင်မလားရတယ်လို့ဒူလာမဏိလောကချမ်းသာနဲ့မြို့လေဓမ္မယုံရက်တော်မူဖရာကြီးနဲ့အောင်တော်မူကြောင်းဘုရားကြီးအတွင်းကျောင်းကမဟာမြတ်မုန်ကြီးနဲ့အေးသေးသည်ဘုရားဖြူနဲ့မြို့သက်စေရန်အောင်ကျောင်းနဲ့အယိုးကူကျောင်းကံကြီးဖြူပိုက်နဲ့တအုပ်ဥဒ္ဒရာယုံကျောင်းတိုက်နာကဖြူပိုက်ကြီးနဲ့မြို့လေလာဗျာဖူးမြော်ဗျာသွားဗျာလဲဗျာမကုံနိုင်တဲ့မြို့တစောင်းတိုင်းကိုလာလေပါမောင်ကြီးတို့ပအိုးမလေးတို့ရှမ်းမလေးတို့ဒနုမလေးတို့ပလောင်မလေးတို့တောင်ကြီးတို့ဒီမှာပါဒီဓမ္မရခင်ဗျ